အပိုင်းလေးမိုးခွဲကြောက်ကြီးတစ်ဖက်စီမှာနှစ်ပွဲလာလဲတန်းကြီးတန်းဖြတ်ကူးတက်လာကြသည်လဲထိတ်မှာပြူးပြူးကြီးလန်ထားသောအတန်ချက်ဆက်ဟွန်းကြီးမှာနှက်ချော့နှက်ပင့်နှက်တချင်းတန်တွေကလည်းနားကွဲလူမတက်ပြီးတစ်ဖက်ကြောက်ကဘာထိတ်မှစီး၍ချောင်းနဲ့ထဲရှိပေါင်မိုးကွေးလဲတန်းကြီးကိုငုံကြည့်ရတာကပဲတကောက်အမီတကောက်ခေါင်းတေကတန်းဆက်လိုက်နေသောခါချင်းကောင်ကလေးတွေနေပြီးတူသည်ချောင်းချောက်ကြီးတစ်ဖက်တစ်ချက်ရှိတမန်ရိုင်းပင်များဝါကျိန်တော်ငုတ်ဆက်ကလေးများစိတ်နှပန်းခြုံပုတ်ကလေးများတဲ့ဝင်ပုန်းနေကြသည့်မြေလူးငှက်ကလေးတွေလှဲတံချူတံလူတံစုတံနတ်တံတွေကြောင့်လက်ဖြတ်ခါဖလူခနဲထိုးပြန်သွားကြသည်လည်းရှိပါ၏ကြောက်ကမ်းပါဝင်းကျင်မြင်ကွင်းတွေကိုငေးရင်ခင်နှောင်းကတော့ကိုကြီးညိုဆိုသူလူညိုရောင်ကိုသာမျက်စိထဲမြင်အောင်နေမိ၏အသားညိုညိုမျက်လုံးမြက်ဖန်ကောင်းကောင်းနှင့်ညိုညိုမောင်းမောင်းတကယ်တော်သားရုပ်ရည်ကတော့အစိုးကြီးမဟုတ်စိုးခနဲ့ဆက်ခနဲ့တော့ရှိတာဒီလိုသွေးမိတော့လဲခင်နှောင်းရှက်မိသေး၏ဘာဖြစ်လို့များဒီလိုသွေးမိရတာပါလဲအနားကလူတွေကိုပြီးလက်ပြမလုံးသလိုခင်နှောင်းကြည့်လိုက်မိပါသေးသည်ကျွဲကုန်းကလဲတွေအမေကြီးဟိုမှာကိုကြီးကြော်တောင်းကြီးတော့မမီဆန်းကလှဲတန်းကြီးကိုလက်ညှိုးထိုးရင်ဆိုလိုက်သည်ကျွဲကုန်းရွာကလှဲတက်ကလည်းအင်အားမသေးလာပါအစီး20ထက်ရော့စရာမရှိမိုးခွဲကြောင်တစ်ခွင်လုံးဖုန်ကိုးတွေတီးနေသည်ဟောဘသူတွေများတုံးလို့ဖြုံမှုကချစ်ခင်ကြီးပါလားကွမင်းတို့လဲတွေထွက်သွားတာကြာပြီမှတ်တာခုမှဒီရှိသေးသလားကွကောင်ရကျွဲကုန်းကိုကြော်တောင်းကခင်မင်းရင်ဆွမ်းရှိသူပြီးပြီးရှူးရှူးဝေဝေလှမ်းနှုတ်ဆက်ရှာတော့လေအမောင်လေးကမျက်ခုံးတစ်ချက်သားပင့်ကြည့်လိုက်ပြီးဘာမှပြန်မဖြေတော့အကြီးကျော်ကကြပြကတိဝင်ပြောရ၏ရွာလဲတွေကသွားနေကြပါပြီငါတူရဲ့ငါတို့လဲကနွားချေတော့နွားသွားလို့ဘလို့ဖြစ်တာလဲဗျကိုကျော်တောင်းကလဲကိုတအောက်လောက်တောင်းလိုက်ရင်အမောင်လေးကိုကြည့်ပြီးမေး၏ဒီတခါလဲအကြီးကျော်ကပဲဝင်ပြောရပြန်သည်အမောင်လေးကမျက်နှာကြီးတုံနေတော့ခမည်းခက်ရကြီးရဲ့ကြောက်ကမော့အတက်နွားချေခောက်သွားလို့ဟဲ့ဖြစ်ရပုံများဟောဗျာဒါဖြင့်ဘက်နဲ့လောက်ကြမတော့ထိန်နေတယ်လေကွာမင်းကလည်းမြင်ရသားနဲ့မဟုတ်ဘူးလေငါပြောတာကမင်းနွားနာနေရင်မိုးဖြူကငါညီနွားတကောင်ဝင်ဆွဲပေးလိုက်မလို့မေးတာပါကွမင်းကလည်းမိုးဖြူဆိုတာကမိုးဖြူရွာကိုပြောခြင်းဖြစ်သည်ဒီနယ်မှာမွေဒီနယ်မှာကြီးကြသူချင်းဆိုတော့ရွာချားတော်လဲတအူးနှစ်တအူးပြောမနာဆိုမနာစိတ်မဆိုးစိတ်မခုတတ်ကြ၍သာတော်တော့သည်အမောင်လေးစကားပြောအပေါက်အလန်းမတ်တဲ့တာတိနေကြသူတွေမို့တဲကြီးခံကြတာလဲပါပါလိမ့်မည်မင်းနွားမိုးဖြူမှာထားခဲ့လာငါနွားချင်းလိုက်လဲပေးမယ်ကိုကျော်တောင်းကစေတနာစကားဆိုခြင်းကိုအမောင်လေးကစိတ်ရှုပ်ဟန်ဖြင့်ကိုတစ်ချက်ဆန့်လိုက်ပြီးနောက်တော့လန်ကခက်ဆက်ဆက်ဆိုလိုက်၏ကိုင်းကွာကျော်တောင်းငါဟာငါတအောက်တစ်ဖြုတ်နာပြီးထွက်မှာပါမင်းတို့သာသွားမှသွားကြအေးတဟာဖြစ်လဲပြီးရောပါမောင်ရတိတ်နေမမြင့်စေနဲ့ဟာကောင်ရနွားနေဘူးတယ်ကျွဲကုန်းလဲတန်းကြီးဤခနဲ့ထွက်သွားတော့နေရောင်ကပို့ပြီးရင်းရင်းဆူဆူဖြစ်လာခဲ့ပြီတပေါင်းလာအညာတွေဆိုတော့အပူငွေ့တို့ချောင်းချောင်းထခြင်းပြီအမောင်လေးကသူ့နွားငနီကြီးခြေထောက်ကိုသူ့လက်ဖွာတန်တန်ကြီးများဖြင့်အာပါတရစုံနေပေးရင်ပွားစီလုံနေသေး၏အကြီးကျော်ကတော့ကိုဒီနန်းရှိရာဘက်သို့လက်အုပ်ကြည့်ရင်တောင်းပန်တိုးရှူနေသည်မောင်ကြီးကျော်နန်းအရောက်လာကြတဲ့နှမများပါဖရာအပြစ်ရှိလဲလွတ်တော်မူပါကြည်စားသမှုပြုတပဆိုလဲပြေတော်မူပါမောင်ကြီးကျော်နန်းတတောင့်တတာချောချောပြပြရောက်ပါရစီပတပါရစီဖျားခင်နောင်တို့ညီမ3ယောက်ကတော့အဖော်တွေလည်းမမိနိုင်လေတော့နှစ်ပွဲကွင်းမှာကတိကရီဖြစ်ရတော့မည်အရေးတွေးပူနေမိကြသေးသည်ပွဲကွင်းရောက်ရင်နန်းအရင်သွားပြီးပန်းဆက်ငွေဆက်ထရေကစောဆက်ကြက်ကြော်ဆက်ပြီးဖေကြီးကျော်ကိုတိုင်တယ်ကြရအောင်မည်အမေရွှေကိုင်းမယ်တော်ကြွအလားကိုကြိုးဆိုရအောင်မည်ပွဲစည်းတန်းတွင်အမေမှားလိုက်သမျှပန်းအောင်ဝဲကြရအောင်မည်ခင်နောင်တို့အတွက်အထယ်စားကလေးရှင်မတော်တနခါတုံးကလေးအစ
ဝယ်ကြရအောင်မည်ကိုကြီးကျော်နှစ်ပွဲလိုက်ကြသည့်အထဲမှာအိမ်အတွက်ရာအတွက်နှစ်ပေါက်စာလိုအပ်သမျှဝယ်ကြချမ်းကြဖို့ရာကလည်းအဓိကကြသည်အမောင်လေးလှုပ်ပုံနဲ့ဆိုရင်တော့ထိတင်ပွဲလဲမမီစွန်သိမ်းပွဲလဲမမီဖြစ်ကြရတော့မည်ခင်နောင်းကဟိုဟိုတီတီတွေးရင်းဖြင့်မဖူးငုံအကြောင်းခေါင်းထဲဖြက်ခနဲရောက်လာခဲ့၏မဖူးငုံဆိုသည့်နမီကိုက12ရွာပေါက်ပြီးသားခင်နောင်းတို့ရွာကကိုထောင်ကိုင်းအလှပကေးမှုလိုချင်သူတွေဝိုင်းဝိုင်းလဲနေတာမဆမ်းပါအသားကလေးမဖြူမယောကိုကဝင်းဆက်နေသည်တော်တွေတော်ရိတ်မထင်သည့်နန်းဆန်ဆန်မျက်နာကလေးကြောင့်တော်ယုံလူမကက်ဝတ်တာလည်းရှိသည်တဘောမနောကတော့မစိုးပါသူ့အလှကပဲသူ့စိတ်ကိုပြည့်တင်ထားသည်ထင်ပါ၏ဒီလိုဝိုင်းဝိုင်းလဲကြသည့်အထင်းမှာအမောင်လေးပါတလို့မြေတော်ရွာကတရိษံစေကူဆရာလေးကိုသိန်းတန်လဲပါသည်ခင်နောင်းသာအမောင်လေးနှမမဟုတ်ပဲမဖူးငုံညီမဆိုရင်အမောင်လေးလိုလူနှင့်ခင်နောင်းသဘောတူမိမှာမဟုတ်မဖူးငုံဘက်ကပင်ခင်နောင်းအကဲကလေးဆက်လိုက်ချင်းမိသေး၏အခုတော့အမောင်လေးကညနေဆောင်မှလာမဲ့မဖူးငုံကိုစောင့်နေတာများလားကဲတက်ကြတလောက်ဆိုငနီယုံနိုင်ပါပြီရွာကလူတွေမြင်ပြင်းကက်လို့ခြံနေရစ်ခဲ့တာအဟုတ်ဟဲ့ခင်နောင်းတိမ်မြသွားဆဲကြီးပြီးရင်တက်လိုက်တော့ဘာစိတ်ကိုရောက်သွားတယ်မသိသွားကျင်တော့လဲချက်ချင်းခင်နောင်းကတိမ်မြကိုတဘိုးတုံးအောင်ခေါင်းရှိုသွင်းကတဘိုးကြီးနှစ်ချောင်းကြားသွင်းတဘိုးကျိုးထိုးလိုက်သည်နွားတွေတက်ပြီးခင်နောင်းတို့လည်းမိုးခွဲကြောင်ထိတ်ကထွက်လာတော့နေအတော်ကလေးရင်နေပြီတရိတ်ဝါရိတ်ကောင်းသောမိုးဖြူရွာကလေးဒီပင်မြူတွေရှင်းသွားလို့နေရအောက်မှာထင်းကြွနေပြီမိုးဖြူမိုးခွဲရွာတွေကတော့ဒီဘက်ရွာတွေမှာရေနေရေကင်းကောင်းလို့လားမသိတရက်ပင်ကြီးတွေပိန်းနေပင်ကြီးတွေမလကာပင်တွေတင်မောပင်တွေပြီးတော့ခင်နောင်းတို့နယ်ကကလတ်တဲ့တရက်ဟုခေါ်ကြတော့ပရိသာပင်လိုတွဲတွဲရွယ်တီးနေကြသည့်လက်မိုးပင်တွေကရွာစီယိုမှာထိုးထောင်မိုးဖြူမိုးခွဲနှစ်ရွာကျော်ပြီးတော့ဗာဂျီးနီးယားဆေးကီကြောင်ကင်နေကြကင်ကျက်စုခင်းတွေကိုပိုအတွေ့ရစိတ်လာသည်ခဝေးဝေးရေရှားရွာကလေးကတော့ဖုံတွေနှင့်လုံးထွေးနေသည်ဖျားငုတ်တို့ညောင်ထိုထိုနှင့်မိုင်းဆိုရေရွှားရွာကလေးကိုမျှော်ကြည့်လိုက်မိသည်ရေရှားရွာပြီးရင်တော့ငတရောရွာကလည်းရွာကြီးဖြစ်၏ငတရောရွာမြောက်ဖက်လှဲလန်းမကြီးအတိုင်းဖြတ်မောင်းလာကြတော့တခင်နဲ့ငုတ်တုတ်ထိုင်နေတာနှင့်တူသောတင်းချင်းအုပ်ကူသုံးလုံးကိုခင်အောင်လှမ်းကြည့်ဖြစ်အောင်ကြည့်လိုက်မိသေး၏ပြတ်သက်ဆောင်ကြီးများချွန်ထွက်နေသောထူးခြားသည့်အုပ်ခုသုံးလုံးတန်းဒါကိုခင်အောင်ငယ်ငယ်ကလေးကမြင်ဘူးနေခြင်းဖြစ်သည်အဲ့ဒါဟာညီအမ3ယောက်ကူတွေဘောတော့ငါတို့ကြားဘူးတာဖြင့်စစ်ကြီးတုံးကဝမ်းရောဂါဖြစ်ပြီးညီအမ3ယောက်ရှင်းစင်နောက်စင်ဆုံးကြရှာတာလို့ပြောတာပဲတနာစရာပါအကြီးကျော်ကသူမမြင်ဘူးတော့ညီအမ3ယောက်အုပ်ဘူးတန်းကိုတရင်ကြားနှင့်လွမ်းနေသေးတော့ဤငတရောရွာကြီးထဲမဝင်ပဲမြောက်ဖက်ဘေးမှပန်းကရွာအနောက်တက်မောင်းခဲ့ကြသည်ရွာအနောက်မြောက်ဖျားကငတရောတင်းချင်းကိုဖြတ်တော့ရွှစိမ်းထိုးစကိုပင်ရိပ်ကြီးတွေကစိတ်ခနဲအေးမြသွားတော့ဤတချို့အပင်တွေကတော့ရွက်ဝါတွေခါချတော့စိတ်ညွတ်အုပ်မဲနေသောအရေးကောင်းမှငိမ့်သက်မင်းဆက်နေကြသည့်အုပ်ကူတွေကပင်လွမ်းစရာကောင်းနေသေးတော့ဟုခင်နောင်ထီမိသည်တင်ငိန်ကုန်းဖုံဆိုးတော့လို့ခြောက်ချားစရာမကောင်းပဲအေးဆေးတိတ်ဆိတ်သောကမ္မထမ်းရိတ်တံကလေးနှင့်ပြီးဒူလာဤငတရောတင်းချင်းလွန်တော့ခြေနာနေသောငနီကြီးကအလန်းတိုင်းမှာစက်ခနဲခါနေသည်ဒီကောင်မြေများကန်ရော့လားကွကွက်ကြတော့အမောင်လေးကငနီကျော်ကိုလက်ဖြစ်လှမ်းကုပ်ရင်းဆိုလိုက်တော့ခင်နောင်းပင်လန့်သွားလိုက်မိသေး၏ခင်နောင်းတို့ငယ်ငယ်ကမြေကြီးပေါ်မတော်တဆချော်လဲလျင်မြေကင်တက်သည်ဆိုကအမေတို့ကလဲသည့်မြေကိုခြေဖြင့်စောက်တက်တာကိုတတိယလိုက်မိပါသည်ငနီကြီးလဲသည့်နေရာကိုခင်နောင်းအဲ့တလို့မလုပ်ခဲ့ရတာစိတ်မကောင်းသလိုဖြစ်သွားလိုက်မိသေး၏ငနီနာသွားလျင်ခင်နောင်းတွေးပေမတွေးဝွန်းဖွာဟဲ့လွဲပါစေဖယ်ပါစေငတရောရွာအနောက်ထိပ်လမ်းဆောင်သို့ရောက်သောအခါခင်နောင်းတို့လည်းတထောက်နားလိုက်ကြရပြန်သည်ဒီ
ဒီငတရောလမ်းဆောင်ကနှစ်စဉ်နှစ်ပွဲအသွားအပြန်လဲတွေကိုရွာကတရာတက်အားသမျှကျိုးစိုးဧခံကြရင်နာနာနေနေရှိကြသည့်နေရာဖြစ်သည်ဒီလမ်းဆောင်ကလှဲအပေါင်းဆုံးရာလမ်းကွာလည်းဖြစ်၏တရွတရွချင်းဆိုကြသည့်နေရာအရှိကျွန်းရွာများသို့တက်သောလမ်းအနောက်ချင်းတွင်းမြစ်ဘက်ဆင်းသောလမ်းတောင်ဘက်ကုနီနန်းသို့သွားသောလမ်းမြောက်ဘက်ခင်နောင်းတို့လာခဲ့သောလမ်းဒီလမ်းလေးကွဆုံရာငတရောလမ်းဆောင်မှာမန္တကနာထိုးကလက်ဖက်ချင်းတုံဇီယိုဖညက်စသဖြင့်အကျွေးအမွေးဖြင့်အခန့်လေးရှိသည်လမ်းထိပ်ပေါ်ပေါက်နေသောလက်ပံပင်ကြီးတွေကမိုးပေါ်သို့တမျောတခေါ်မျောလျက်အဖူးအငုံကလေးတွေပြနေတာလည်းရှိတီးကင်းတွေခဲနေတာလည်းရှိသည်တချို့လဲရဲရဲမဲ့မဲ့ပွင့်နေကြသည်အပွင့်စောခဲ့သည့်အပင်တွေကလက်ပံပွင့်ကျွေးတွေလှဲလန်းမကြောင်းမှာရဲပရောင်ခတ်နေသည်ຫນွေလက်ပံပွင့်ဦးကျွေးများခင်နောင်းတို့နေကတော့ဒီလိုရာသီမှာအိမ်တိုင်းလိုလိုကလက်ပံပွင့်ကျွေးတွေကိုတောင်းကြီးတောင်းငယ်ဖြင့်တကန်တကထွက်ကောက်ကြသည့်တလေးရှိသည်လက်ပံပွင့်ဘက်ကိုချွေလက်ပံကောင်းဥဒံမှညက်သီးများကိုချွေကနေပြင်းပြင်းမှတွေ့နေအောင်အချောက်လန်းထားတတ်ကြသည်ရေကြီးကတီးနှံမပေါ်ခင်ကြာတီးနှံရှားပါချိန်မှာလက်ပံကောင်းချောက်ချင်းရဟင်းတစ်ခွက်တီးပင်လေထမင်းမြိန်စရာပဲပုံးရီဝတ်သားလက်ပံကောင်းချောက်အစေးပေါက်အောင်ရောကြိုထားသောဟင်းလေးအိုးကြီးစီမှတင်းပြက်နေတတ်သည့်ဟင်းနံမှာကျွန်းရွာများ၏ရေကြီးကမိဖို့ကြောင့်နံလည်းဖြစ်သည်သူ့အိမ်ကိုအိမ်ယောက်ျားရသည့်ဟင်းဖြစ်သည်မက်ဆက်ကြသလားမပြောနဲ့ဆိုသည့်အထဲကဟင်းမယ်ဖြစ်သည်ကဲနှက်ပွဲသွားအမောပြေအစာပြေကလေးသုံးဆောင်ကြပါအောင်ဗျာရွှေနေကျွမ်းပွဲလက်ဖက်တုပ်ဂျင်းတုပ်ဇီးယိုမုံလာကျင်းတုပ်များကိုကျွေစလုံးကြီးများဖြင့်ထဲကအခန့်ကြတော့ခင်နောင်းတို့ကလည်းယူစားကြရသည်လှဲပေါ်မှမစင်းသူတွေကိုစလုံးကြီးတွေရွက်၍လဲနောက်မီအထိလက်တကန်းကျွေးတတ်မွေးတတ်ကြသေး၏ကဲစားကြပါအောင်တောက်ကြပါအောင်ယူလိုကယူသွားကြပါအောင်ကျုပ်နှမကြီးများဖေဖေကြော်ပွဲသွားရတာစိတ်ချမ်းသာလက်ချမ်းသာရှိကြပါစေဗျာအကြီးကျော်ကတန်းချိန်ကလေးတဲ့လက်ဖက်3-4စွန်းကောထဲလိုက်သည်မမိချမ်းကလည်းဇီးယိုတစ်ချိန်ထဲ့ယူလိုက်သည်အမောင်လေးကတော့လှဲပေါ်မှဆင်းကလှဲတော့ထောက်၍နွားတွေကိုကြွပေးပြီးငနိခြေထောက်ကိုပဲငုံကြည့်နေသည်မိတော်ကျွန်းရွာကနက်ပွဲပြန်လဲတွေကခင်နောင်းတို့ကို